United တဲ့ငါးပွဲဆက်နိုင်ရမှာသူ့စပင်ညံ့ပဲဆိုပြီး challenge ခေါ်လာတဲ့ United မာဂရိတ်တက်ဖြစ်သူ Frank Elliott ဟာရပေါင်း900နီးပါးရောက်လာတဲ့အထိသူ့စပင်ညံ့ခွင့်မရသေးပါဘူး။ဒါပေမဲ့မနေ့ကစပါးအသင်းကို2ဂိုးကိုမရှိနဲ့နိုင်ရတဲ့ပွဲပြီးမှာ Frank Elliott တယောက်စပင်ညံ့ခွင့်ရဖို့နှိစက်လာပြီးဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်မှာ The United Strand လို့ထင်ရှားကြော်ကြတဲ့ United မာဂရိတ်တက် Frank Elliott ဟာ United တဲ့ငါးပွဲဆက်တိုင်းအနိုင်ရမှစပင်ညံ့မယ်ဆိုပြီးတော့ဒီပြဟောင်း Eric Ten Hag လက်ထက်2024အောက်တိုဘာလကစတင် challenge ခေါ်ထားတာဖြစ်ပါတယ်။ဒီပြဟောင်းအမော်ရင်လက်ထက်မှာ3ပွဲဆက်အနိုင်ရခဲ့တာကတစ်ချိန်သာရှိခဲ့ပြီး United တဲ့ဟာရလက်စိုးတွေနဲ့ရုံးဝင်ခဲ့ရတာကြောင့် Frank Elliott ဟာပြိုင်ဘက်တွေရဲ့လှောင်ပြောင်တာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အခုယာယီနီးပြကားရီလက်ထက်မှာတော့ United တဲ့ဟာ2024 February လနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ် Premier League 4ပွဲဆက်တိုက်နိုင်ရခဲ့ပါတယ်။လာမယ့်ဗုဒ္ဓဟူးနေ့ကျရင်ဝက်ဆန်နဲ့ကစားမဲ့အဝေးကွင်းပွဲမှာသာ United အနိုင်ရမယ်ဆိုရင်တော့ Frank Elliott ဟာတစ်နှစ်ကျော်အကြာမှသူ့စပင်ကိုပြန်ညှပ်ခွင့်ရမှာဖြစ်ပါတယ်။ United ကစားသမားတွေကလည်း Frank Elliott ရဲ့ challenge အကြောင်းကိုသိထားတာကြောင့် Frank Elliott စပင်ညှပ်ခွင့်ရအောင်9ဝက်ဆက်နိုင်ကစားဖို့ဆန္ဒပြပြနေတယ်လို့သိရပါတယ်။စပါးအသင်းကိုနိုင်ရတဲ့ပွဲပြီးမှာ Frank Elliott ကကားရီရဲ့အစွမ်းပြောင်းမှုကြောင့်ကျွန်တော်မကြခင်စပင်ညှပ်ခွင့်ရပါတော့မယ်။နောက်ဘက်ကဝက်ဆန်နဲ့ဖြစ်ပါတယ်။ United တင်4ဝက်ဆက်အနိုင်ရခဲ့တာကကျွန်တော် challenge ခေါ်ခဲ့ခြင်းကစလို့အခုမှပထမဆုံးပါပဲ။ဒီချိန်မှာတော့အမှန်တကယ်ဖြစ်လာတော့မှာဖြစ်ပြီးအဲ့ဒီဒူကကားရီကိုအများကြီးကျေးဇူးတင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။